နှစ်ထောင်လွှားစိတ်မှစာနာစိတ်တို့ပြောင်းလဲခြင်းမာနစိတ်တဘာဝနိယာမအတ္တမာနတစ်ဖက်ဆောင်တဲ့အမြင်နဲ့မာနထောင်လွှားသောစိတ်နေစိတ်ခံလူမှန်ရဲ့ပေါင်းသင်းဆက်ဆံရေးအတွက်မွေးရပါအရေးချင်းတွေရှိပြီးသားပါအဲ့ဒီအရေးချင်းတွေကိုသေချာလေးပြုစုပြောထောင်လေ့ကျင့်ထားမယ်ဆိုရင်တစ်ဖက်လူရဲ့အထာအကျင့်စိတ်နေစိတ်ခံသဘောထားဇယိုက်ဗီဇတွေကိုမြင်သိနိုင်စွမ်းရှိလာနိုင်တယ်အဲ့လိုမြင်သိနိုင်စွမ်းအားကောင်းလာတာနဲ့အမျှလူမှုပေါင်းသင်းဆက်ဆံရေးအရာလွှမ်းမိုးချုပ်ကင်နိုင်တဲ့အထိဩဇာအရှိန်အဝါမြင့်တက်လာနိုင်တယ်လူမှုပေါင်းသင်းဆက်ဆံရေးအရေးချင်းဆိုတာကမွေးရပါပါရမီတစ်ခုဆိုပေမဲ့သေးသိမ့်သေးနှုတ်တဲ့အသိဉာဏ်နဲ့ပေါင်းဆက်မိသွားခဲ့ရင်တော့အသုံးမကျတဲ့ဓာတ်တုံးလိုဖြစ်သွားတတ်တယ်လူတိုင်းလိုအတ္တစိတ်နဲ့မွေးဖွားလာကြတယ်လူတိုင်းလိုမှာတစ်ဖက်ဆောင်တဲ့အမြင်နဲ့မာနထောင်သွားတဲ့စိတ်နေစိတ်ခံရှိကြတယ်တချို့လူတွေဆိုရင်ပုံမှန်ထက်ပိုဆိုးပိုနှက်တဲ့ကိုယ်ကောင်းစိတ်ကိုကျိုးရှုစိတ်တွေရှိတတ်ကြတယ်လူရည်လို့ဖြစ်လာရတဲ့အဓိကအကြောင်းရင်းကအကျဉ်းနာတရားစာနာစိတ်နဲ့အတူကိုချင်းစာစိတ်မွေးမြူပြီးဒီငြိမ်အေးချမ်းတဲ့လူမှုပေါင်းအတွင်းငြိမ်ချမ်းစွာရှင်သန်နေကြဖို့ဖြစ်တယ်တကူကောင်းစိတ်နဲ့မွေးဖွားလာကြတယ်ဆိုတိုင်းတစ်ဖက်ဆောင်နဲ့မာနထောင်သွားစိတ်နဲ့လူချင်းမကောင်းပြုစရာမလိုအပ်ပါဘူးအတ္တမာနစိတ်ဟာဘဝကိုဖျက်ဆီးမဲ့မွေးရပါအစိတ်ဖြစ်တယ်ဒီအစိတ်ကိုရှင်းထုတ်ပြီးကိုချင်းစာစိတ်နဲ့ရှင်သန်နေထိုင်ရေးဟာဘဝရဲ့အနိမပန်းတိုင်လုပ်ငန်းစဉ်လေးဖြစ်တယ်အတ္တမာနတဘာဝအဆက်မပြတ်တဲ့ဂရုစိုက်မှုတွေကိုလိုချင်စိတ်နဲ့မွေးလာခဲ့ကြတယ်ပေါင်းသင်းဆက်ဆံရေးတိရစ္ဆာန်လေးဖြစ်တာမို့အသက်ရှင်သန်နေထိုင်ရေးနဲ့ပျော်ရွှင်သားရရေးအတွက်အချစ်ခံဂရုစိုက်ခံတွေ့တာမျက်နှာခံရဖို့မဖြစ်မနေလိုအပ်ကြတယ်တယောက်နဲ့တယောက်တွေ့တာမျိုးဂရုစိုက်တာမျိုးမရှိလို့ကတော့ဘယ်သူမှမရှင်သန်နိုင်တော့အသက်ရှိလက်နဲ့ဘဝတည်သွားတယ်အဲ့ဒါကြောင့်အထီးကျန်ဘဝနဲ့ရှင်သန်ရတာကိုအနေရဲ့အရှိဆုံးသောရှင်သန်မှုအဖြစ်ပညာရှင်တွေကသတိပေးတာဖြစ်တယ်အထီးကျန်ဘဝနဲ့အချိန်ကြာကြီးအသက်ရှင်ဘူးသူတွေဆိုရင်ပေါင်းသင်းဆက်ဆံရေးနဲ့တွေ့တာမှုဆိုတာကလူသားအတွက်ဘလောက်အရေးကြီးသလဲဆိုတာကိုအသိဆုံးပါဒီနေရာမှာလူချင်းအပေးယူလုပ်ကြတဲ့ဂရုစိုက်မှုအတိုင်းအတာနဲ့သဘာဝကိုနားလည်ဖို့လိုအပ်တယ်ဘာလို့လဲဆိုတော့သစိမ်းနဲ့သစိမ်းချင်းဆက်ဆံကြတဲ့ဂရုစိုက်မှုကအခြေခံအကျဆုံးသောလူသားဆက်ဆံမှုဖြစ်တယ်အယူရှင်းဆုံးသောတွေ့တာမှုတစ်မျိုးလည်းဖြစ်တယ်မျက်လုံးချင်းစုံတာတို့အရေးပြားချင်းတိုးထိမိတာတို့အပြုံးတစ်ခုကိုနောက်အပြုံးတစ်ခုနဲ့တုတ်ပြန်တာတို့ဟာဂရုစိုက်မှုအသေးစားတွေပါအဲ့လောက်အသေးစားဂရုစိုက်မှုလေးတွေကိုတော့လူတစ်ယောက်အနေနဲ့မရတာကြာသွားမယ်မရှိတော့ပဲဖြစ်နေရတယ်ဆိုရင်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတိုင်းတာကနက်ရှိုင်းတဲ့ပုံမှုဆိုးရွားလာပြီးမဖြစ်တဲ့စိတ်ကြယောဂကတ်ဆွဲရင်းကနေမိမိကိုယ်ကိုအဆုံးစီရင်လို့တဲ့အပိသက်နှိကုံအတွေးတွေကိုတွေးထင်လာပြီးတဲ့နောက်မလုပ်တဲ့အလုပ်ကိုလုပ်ဖြစ်သွားသည့်အထိအနေရများပါတယ်။ပေါင်းသင်းဆက်ဆံကြတဲ့အဓိကအကြောင်းရင်းကလည်းတဦးနဲ့တဦးကြားအပေးယူလုပ်ကြမဲ့ဂရုစိုက်မှုတွေအတွက်ပါ။ကိုယ့်ဘက်ကကိုယ့်ရဲ့အရေးချင်းအစွမ်းအစဖြစ်တည်မှုကိုတသက်ခံအကြောင်းပြချက်တစုံတရာပြပြီးတစ်ဖက်သားရဲ့အတိအမှတ်ပြုမှုဂရုစိုက်မှုအသားပေးမှုကိုလိုချင်ကြတာကိုပေါင်းသင်းဆက်ဆံရေးလို့ခေါ်ပါတယ်။ပေါင်းသင်းဆက်ဆံရေးတိရစ္ဆာန်ဖြစ်တဲ့လူတွေအတွက်ကိုယ်ပိုင်ဖြစ်မှုအပေါ်အတိအမှတ်ရှိခြင်းဆိုတာကအင်မတန်အရေးကြီးပါတယ်။လူမှန်ရင်ဒီလိုအတိအမှတ်ပြုခံရမှုဂရုစိုက်ခံရမှုအတွက်နှီးမျိုးစုံသုံးပြီးမရရအောင်စူးစမ်းလုပ်ယူတတ်ကြပါတယ်။ထီးကျန်တဲ့လူတယောက်ပတ်ဝန်းကျင်ရဲ့အတိအမှတ်ပြုမှုကိုမရတဲ့အဆုံးအားလုံးရဲ့ဂရုစိုက်မှုကိုနောက်ဆုံးအနေနဲ့ရသွားအောင်အဆုံးစီရင်ခြင်းကလူပိသားအောင်သူ့နည်းသူ့ဟန်နဲ့စူးစမ်းအားထုတ်တယ်လို့ပါဂရုစိုက်ခံရမှုကိုမွတ်သိကြတယ်တွေ့တာမှုကိုလိုချင်ကြတယ်ညှိနှိုးမှုကိုမျှော်လင့်ကြတယ်မိသားစုအတွင်းညီကိုမောင်နှမအချင်းချင်းတောင်မှမိဘတွေရဲ့ဂရုစိုက်ခံရမှုကိုနေအမျိုးမျိုးနဲ့လူယူကြတယ်ကျောင်းမှာဆိုရင်စာသင်ပေါ်စာသင်ဘက်အချင်းချင်းကျောင်းဆရာဆရာမတွေရဲ့အတိအမှတ်ပြုမှုဂရုစိုက်မှုကိုအပြိုင်အဆိုင်လုပ်ယူကျင့်ယူကြရတယ်လုပ်ငန်းခွင်မှာလည်းလုပ်ပေါ်ကိုင်ဘက်တွေအကြားမှာအလုပ်ရှင်ဖြစ်စေအထက်လူကြီးဖြစ်စေကိုယ့်အပေါ်အတိအမှတ်ပြုတာမျိုးဂရုစိုက်လာတာမျိုးရှိအောင်စူးစမ်းကြရတယ်အတိအမှတ်ပြုခံရမှုတွေဂရုစိုက်ခံရမှုတွေကတယောက်နဲ့တယောက်မတူညီကြပါအနည်းနဲ့အများအတိုင်းတာပမာဏကွဲပါတယ်ဂရုစိုက်လွန်တာရှိတယ်လို့ပဲဂရုစိုက်အောင်ဘလောက်ပဲလုပ်နေပါစေတတိမထားခံရတာမျိုးကိုလည်းမဖြစ်မနေကြုံရတတ်တယ်ကိုယ်စူးစမ်းမှုကအထွတ်ထိပ်ရောက်လာအောင်ကောင်းနေပါစေကိုယ့်ရဲ့အစွမ်းစားကိုအတိအမှတ်မပြုတာမျိုးပမာမခန့်လောက်ခံရတာမျိုးအထင်မကြီးအမြင်သေးသိမ်ခံရတာတွေကိုကြုံရအောင်ပါစွန့်ပစ်ခံရတာတွေမလီမစားလုခံရတာတွေတကယ်ကြုံလာရရင်အတိအမှတ်ပြုလာအောင်ပို့ပြီးစူးစမ်းမလားဒါမှမဟုတ်ဂရုစိုက်မစိုက်ဖြစ်ချင်ရဖြစ်နေလိုက်မှာလားအတိအမှတ်ပြုမှုဂရုစိုက်မှုတွေကိုအချိန်ပြည့်ရနေမှာတော့မဟုတ်ပါဘူးဘလောက်ပဲစူးစမ်းနေပါစေတခါတလေမှာမျက်ကွယ်ပြုခံရတာမျိုးကိုမလွဲမသွေကြုံရအောင်ပါလူတွေရဲ့ဂရုစိုက်မှုရမှာဘဝဆိုတာအဓိပ္ပာယ်ရှိမှာလားအတ္တ
လူတွေရဲ့အတိအမှတ်ပြုမှုဂရုစိုက်မှုတွေကဘဝအတွက်အင်မတန်အရေးကြီးပါတယ်။ဒါပေမဲ့လူတိုင်းရဲ့အတိအမှတ်ပြုမှုဂရုစိုက်မှုကိုအချိန်ပြည့်ရနိုင်ဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။ဒါကြောင့်လဲချစ်သူရည်စားအိမ်တောင်ဘက်လက်တွဲပေါ်စသဖြင့်ရင်းနှီးတွေ့တာမှုဆက်ဆံရေးဆိုတာကိုတိဆောက်ကြတာပါ။ဒါကနှလုံးသားရေးရဖြစ်သွားပါပြီ။ဒါပေမဲ့အဲ့ဒီကိစ္စကလည်းဂရုစိုက်ခံခြင်းနဲ့အလိုဆန္ဒကြောင့်တိဆောက်ရတဲ့အလုပ်ဖြစ်နေတယ်။လုပ်ငန်းခွင်နေပယ်အားစားလို့အသက်ရှင်နေထိုင်ရေးအတွက်နေပယ်အသီးသီးမှာဂရုစိုက်မှုရဖို့ကအင်မတန်အရေးကြီးတော့ဘလို့လုံးမအတိမတ်ပြုခံရမလဲသိကြတာကအချိန်ပြည့်ရဖို့ဆိုတာမဖြစ်နိုင်အဲ့တော့လူသားအနေနဲ့ဒီပြဿနာကိုဖြေရှင်းဖို့အကောင်းဆုံးဖြစ်တည်မှုဆံကိုသတ်မှတ်လိုက်တယ်ကိုယ်ပိုင်ဖြစ်မှုရဲ့ဇာတိအတ္တဟာပြဿနာ16000အတွက်အဖြေပါပြပပတ်ဝန်းကျင်ကမပေးနိုင်တဲ့အတိမတ်ပြုမှုဂရုစိုက်မှုတွေကိုကိုယ်တိုင်ပေးနိုင်ရယူနိုင်ဖို့အတွက်အတ္တကစွမ်းဆောင်နိုင်ပါတယ်အသိစိတ်အာယုံအတွေးခေါ်အကြံစီကစလို့လောကအပေါ်ကိုယ့်ရဲ့ရှုမြင်ပုံတန်ဖိုးထားပုံလက်ခံပုံတွေအစုံကိုယ်တိုင်ဖန်တီးလိုက်တဲ့အတ္တစိတ်ကြောင့်ကိုယ်ပိုင်ဖြစ်မှုကိုအခြေခံပြီးကိုယ့်ရဲ့ဖြစ်တည်မှုအပေါ်အတိအမှတ်ပြုခွင့်ဂရုစိုက်ခွင့်ရသွားပါတယ်။ဘယ်အရာမဆိုအတိုင်းအတာရှိပါတယ်။အဲ့လိုပဲအတ္တအနေနဲ့ဘလောက်ပဲကိုမြင့်တင်ခွင့်ရှိနေပါစေကိုယ်ပိုင်ဖြစ်မှုဟာတခြားဖြစ်တည်မှုတွေနဲ့နှိုင်းယှဉ်ဖြစ်တည်ခွင့်မရှိပါပဲကိုယ်တိုင်ယက်တည်နိုင်စွမ်းမရှိပါ။ကွဲပြားခြားနားခြင်းရှိနေလို့သာကိုယ်ပိုင်ဖြစ်မှုဆိုတာရှိနိုင်တာဖြစ်ပါတယ်။အတ္တလည်းထိုနည်း၎င်းပါပဲ။တခြားဖြစ်တည်မှုတွေကိုစံထားပြီးကိုယ်ပိုင်စံနဲ့ကိုယ်တိုင်လက်ခံနေလို့သာအတ္တအခြေခံအတိမတ်ပြုမှုဂရုစိုက်မှုရှိနိုင်တာပါကိုယ်ပိုင်ဖြစ်မှုကိုတန်ဖိုးထားတဲ့အတိုင်းအတာပေါ်လိုက်ပြီးအတ္တရဲ့အစွဲကြီးပုံအားကောင်းပါတယ်အတ္တစိတ်အားကောင်းမှုပေါ်အခြေခံပြီးကိုယ်ရည်ကိုယ်သွေးတိုးတက်ပါတယ်ဒါပေမဲ့ဘလောက်ပဲကိုယ်ကိုအတိမတ်ပြုနေပါစေဂရုစိုက်မှုအတွေ့အမွေးနေပါစေတဘာဝပတ်ဝန်းကျင်ကနေတက်ရောက်လာတာမဟုတ်တဲ့အတွက်အတ္တစိတ်အားနည်းလာတိုင်းစိတ်မလုံခြုံမှုတွေတန်တရားတွေဝေခွဲမရမှုတွေဖြစ်လာတတ်ပါတယ်တစ်ဖက်ကအတ္တစိတ်ကမာနကိုအခြေခံပြီးအတွေးများလိုက်ရင်ကိုယ်သာလည်းအကောင်းဆုံးဆိုတဲ့ထောင်လွှားစိတ်မျိုးဖြစ်လာပြီးနောက်တစ်ဖက်မှာကျတော့အတ္တစိတ်ကိုတိမ်ငယ်စိတ်ကလွှမ်းခြုံသွားတဲ့အတွက်စိတ်မလုံခြုံမှုတွေဖြစ်လာပြီးကိုဆက်ဆုပ်ယွန်ရှာတဲ့စိတ်မျိုးဖြစ်လာတတ်ပါတယ်ကိုအားမလို့အားမရဖြစ်သွားပြီးယုံကြည်မှုကင်းမဲ့သွားရခြင်းကအတ္တမာနအပေါ်လွန်ကဲစွာမှီခိုနေခြင်းကြောင့်ပါစိတ်မလုံခြုံမှုများသူတွေကအတ္တမာနအပေါ်အမိခိုလွန်တက်ကြပြီးခံရသူစိတ်ခံစားချက်မျိုးနဲ့ကိုနာကျင်ရသူလိုမျိုးခံယူတတ်ကြတယ်။အဲ့ဒီအခါမှာခံစားနေရသူကာယကံရှင်ဖြစ်တာကြောင့်ဂရုစိုက်မှုကိုပိုလိုချင်တတ်ပြီးဖြစ်တည်မှုအပေါ်အတိမတ်ပြုစေချင်တတ်ကြပါတယ်။ပတ်ဝန်းကျင်မှာဒီလိုလူတွေရှိနေတတ်တယ်။သူတို့ဒုက္ခတွေလိုမျိုးခံရသူတားခေါင်နေရမှာနေပြီးအားလုံးရဲ့ဂရုစိုက်မှုကိုရှာတတ်ကြတယ်။ဆက်ထိမကန်ဖြစ်နေတတ်ပြီးသူကလွယ်ရင်အားလုံးကမှားနေတယ်လို့မျိုးဆွဆွဲစိတ်ကြီးနေတတ်ပါတယ်။ဒါတွေအားလုံးဟာအတ္တမာနအပေါ်မှာမိခိုလုံးလို့ဖြစ်တာပါအတ္တဇွဲတွေကများသောအားဖြင့်စိတ်တူစိတ်ဆက်လွယ်ကြပါတယ်စကားပြောဆိုနေလေသူများပြောတာကိုနားထောင်ရမယ့်အစားသူတို့အကြောင်းလောက်ကိုပဲထက်ခါတလဲပြောချင်ကြပါတယ်မျက်လုံးပုံစံခေါင်းအနေအထားလေယူလေသိမ်းအားလုံးကမူမမှန်ပဲတကူကောင်းဆန်တဲ့အမူအရာတွေဖြစ်နေတတ်ကြပါတယ်ပတ်ဝန်းကျင်အမြင်ကိုဂရုမစိုက်တဲ့လိုမျိုးအမူအရာပြတဲ့လောက်သတိထားခံခြင်းနဲ့ပုံစံပေါက်နေတတ်ပါတယ်မာနလူသားရဲ့အုံနောက်ဟာပေါင်းသင်းဆက်ဆံရေးပေါ်တုတ်ပြန်ဖို့အတွက်အမြဲအသင့်ဖြစ်နေတတ်ပါတယ်အသိဉာဏ်ရှိသတ္တဝါတွေဖြစ်တဲ့အတွက်ပေါင်းသင်းဆက်ဆံရေးမှသည်လိုအပ်တဲ့အချက်လက်တွေကိုစုဆောင်းတတ်ပါတယ်လူမှုဆက်ဆံရေးကနေတဆင့်အသိဉာဏ်ဖွံ့ဖြိုးအောင်လုပ်ရတဲ့အတွက်အဆိုးကောင်းဆက်ဆံရေးအားလုံးကိုတပြေးညီတဲ့လက်ခံပြီးလိုက်လျောညီထွေဖြစ်နိုင်ဆုံးသောတိုးပြန်မှုတွေနဲ့စ조사ရှင်သန်ကြရတာပါတူညီတဲ့ရှုထောင့်ကွဲပြားခြားနားတဲ့အမြင်ပေါင်းများစွာကိုကိုယ့်အသိကိုယ့်အမြင်ကိုယ့်အထင်နဲ့နှိုင်းယှဉ်ပြီးအကောင်းအဆိုးခွဲခြားရတာမို့မရေရာမှုများတဲ့အလုပ်လည်းဖြစ်ပါတယ်ကိုယ့်အတွက်တောင်မှမရေရာမှတော့ပတ်ဝန်းကျင်ရဲ့ယက်တည်မှုဖြစ်တည်မှုအတွက်လည်းမရေရာပါဘူးအဲ့လိုမသေးကြပဲလေရွယ်ရင်းနေရတဲ့သဘာဝမှာခိုင်မာတဲ့ယက်တည်မှုမျိုးကိုမဖြစ်မနေတိဆောက်ကြရပါတယ်ပြောင်းလဲမှုအပေါ်အရင်ရိုင်မရှိတပြေးညီယက်တည်နိုင်တဲ့စိတ်အာရုံခံစားချက်ကိုမာနလို့ခေါ်ပါတယ်အတ္တကြောင့်လူပိသားခွင့်ရှိပြီးမာနကြောင့်လူသားဆန်ခွင့်ရှိတာပါမာနသာမရှိခဲ့ရင်လူချင်းရက်ဆက်ဖို့လက်တွန့်နေမှာမဟုတ်ပါဘူးမာနဟာမတူညီတဲ့အမြင်တွေကိုတပြိုင်နက်တည်းသုံးသပ်ခွင့်ပေးနိုင်တဲ့စိတ်ခံစားချက်ဖြစ်ပါတယ်မာနကြောင့်သာလူချင်းကိုချင်းစားနိုင်တာဖြစ်ပြီးမာနကြောင့်သာလူချင်းတိတက်မှုရှိနိုင်တာဖြစ်ပါတယ်ဒါပေမဲ့အတ္တနဲ့မာနတပြိုင်နက်တည်းဖြစ်သွားရင်တော့အသိဉာဏ်ပညာအဆင့်တန်းအလိုက်ပြောင်းလဲဖြစ်တည်နိုင်ပါတယ်အကယ်လို့အသိစိတ်တဲ့ဉာဏ်ဖြင်းနေခဲ့ရင်စာနာစိတ်တိတက်စိတ်နားလေစိတ်မရှိတော့ပဲautomaticကိုကျိုးရှိရှုတဲ့တကူဟောင်းသမားဖြစ်သွားနိုင်ပြီးအသိစိတ်တဲ့မြင့်မာသူဖြစ်ခဲ့ရင်ထောင်လွှားစိတ်ယုံကြည်ချက်အကဲလွန်စိတ်ကိုအထင်ကြီးစိတ်တွေအပေါ်ထိန်းညှိနိုင်မှာပါပေါင်းသင်းဆက်ဆံရေးမှာအတ္တမာနကအင်မတန်အခရာကျပါတယ်
အတ္တမာနကိုအခြေခံပြီးမကောင်းတဲ့စိတ်နေစိတ်ခံတွေဖြစ်ခွင့်မရနိုင်အောင်ကောင်းတဲ့စိတ်နေစိတ်ထားတွေနဲ့တွဲဖက်နိုင်ဖို့လိုပါတယ်ထပ်တူခံစားတတ်ပါစေကိုချင်းစာစိတ်ဆိုတာကစိတ်နေစိတ်ထားတစ်ခုလောက်ပဲမဟုတ်ပါဘူးပေါင်းသင်းဆက်ဆံရေးအပါအဝင်ရှင်သန်နေထိုင်ရေးအတွက်မဖြစ်မနေလိုအပ်မဲ့တော့ချက်လည်းဖြစ်ပါတယ်ပေါင်းသင်းဆက်ဆံရေးတစ်ခုမှာအလွဲနိုင်ဆုံးသောအမှားကတစ်ဖက်သားအပေါ်မသိနားမလဲသေးပဲမြင်ရကိုထင်တဲ့အတိုင်းကောက်ချက်ဆွဲတာပါကို့အမြင်ကို့အထင်ဟာကို့အတွက်ဟုတ်ကောင်းမှန်ကောင်းနိုင်ပါတယ်ဒါပေမဲ့မသိကြပါဘူးအဲ့ဒါကြောင့်ကို့ထင်အမြင်ကိုအတိမတတ်မှတ်ပဲပတ်ဝန်းကျင်အပေါ်အရင်ဆုံးခြုံငုံပြီးကြည့်တောင်စူးစမ်းပါကို့ပတ်ဝန်းကျင်ကရှိသမျှလူတိုင်းဟာသူတို့အကြောင်းနဲ့သူတို့မျက်နှာဖုံးတွေနဲ့ကို့နာကိုရောက်နေတတ်ပါတယ်အဲ့လိုဖုံးကွယ်မှုတွေရှိနေတာကိုသိနေလျက်နဲ့မသိတယ်လို့မျိုးနေတောက်နေနိုင်ခြင်းကလည်းရင့်ကျက်ရှင်တစ်မျိုးပါသူတို့နဲ့ကိုယ်နဲ့အတူတူပဲလို့လုံးဝမတွေးလိုက်ပါနဲ့ဘယ်သူမှမတူညီကြပါဘူးအားလုံးကကိုယ်စီအရေးသွေးအရေးချင်းအကြောင်းရင်းမျိုးစုံရှိနေပြီးသားပါကိုယ်သာလျင်ကိုယ်ပဲဖြစ်ပါတယ်ပွင့်လင်းမြင်သာတဲ့စိတ်မျိုးနဲ့ပေါင်းသင်းဆက်ဆံပါဒါပေမဲ့အကြောင်းရင်းကိုအမြဲဖုံးကွယ်ထားပြီးမျက်နှာဖုံးတွေကိုခွာချနိုင်အောင်သူများနည်းတူနေတောင်နေပါလူများရဲ့အပြုမှုအနေထိုင်အပြောဆိုအသွားလာအမူအကျင့်တိုင်းထပ်တူမျှဝေခံစားပြီးတစ်ဖက်သားရဲ့ယုံကြည်မှုကိုရယူပါဖန်တီးနိုင်စွမ်းရည်အပြည့်နဲ့ပေါင်းသင်းဆက်ဆံသူဖြစ်လာပါလိမ့်မယ်သူ့လိုဖြစ်ပါစေစာနာစိတ်ကိုချင်းစာစိတ်ဆိုတာကစိတ်ခံစားချက်တွေကိုကစားခြင်းနဲ့ကစားလို့ရနိုင်တဲ့ကရိယာတွေလိုပါပဲတခြားလူရဲ့ကောင်းတဲ့ဘာတွေတွေးနေတောနေတယ်လဲဆိုတာကိုမှန်းဆလို့မဖြစ်နိုင်ပါဘူးဒါပေမဲ့တစ်ဖက်သားရဲ့ခံစားချက်စိတ်နေစိတ်ထားတွေကိုသူတို့ရဲ့အပြုအမူနေထိုင်အမှုချင်းတွေအပေါ်ဂရုတစိုက်လေ့လာလိုက်ရင်တော့သိနိုင်ပါတယ်သူများရဲ့ခံစားချက်ကိုသိကျင်ကြတာမဆန်းပါဘူးလူတိုင်းလိုဆက်စုကျင်ကြတာကြီးပါပဲရုပ်ပိုင်းဆိုင်ရာအကန့်အသတ်ဆိုတာကြီးကဖြက်ရတန်းရခတ်လောက်တယ်လို့ထင်ရပါမယ်တကယ်တော့အင်မတန်လွယ်ကူနိုင်တဲ့ကလပ်ကားလေးပါလူမှန်ရင်ခံစားချက်တွေများနေကြတာကြီးပါပဲလူအထာနဲ့ချင်းလူခံစားချက်တွေကိုမြင်အောင်ကြည့်တတ်ဖို့ပဲလိုတာပါတစ်ဖက်သားကိုနားလည်ဖို့စကားပြောဆိုပေါင်းနဲ့ဆက်ဆံပြီးမေးနိုင်မြန်းနိုင်မှသိနိုင်တာမဟုတ်ပါဘူးသူ့လိုဖြစ်နေတဲ့ခံစားချက်အရှိန်ဟောရေချင်းကိုလိုက်ပြီးမြင်အောင်ကြည့်တတ်ရုံနဲ့သူတစ်ပါးရဲ့စိတ်ကိုခံမှန်းလို့ရနိုင်ပါတယ်စကားပြောတဲ့လေးတန်အနေနဲ့ကိုယ်အမူအရာဒီကလုံးရွေးချယ်ပြောဆိုပုံလေယူလေသိမျက်နှာအနေထားအားလုံးကသူ့စိတ်ကိုခံမှန်းလို့ရနိုင်တဲ့တဲလွန်စားတွေပါယုံကြည်မှုရှိသူလားစိတ်မလုံခြုံပဲဖြစ်နေလားခုခံပြောဆိုတတ်သူလားခေါင်းမသူမျိုးလားပေါ်တီပေါ်စာရှိုးတိုးရှက်တန်ဖြစ်နေသူမျိုးလားအချိန်ဆွဲပြီးအနိုင်ယူတတ်သူမျိုးလားအကျင့်စရိုက်စသဖြင့်အားလုံးကထဲထဲဝင်ဝင်နှိုက်ယူမှပါလာမယ့်အရာမဟုတ်ပါဘူးသူ့လိုမြင်နိုင်သိနိုင်တဲ့ကိစ္စပါဒါကြောင့်တစ်ဖက်သားနဲ့ပေါင်းသင်းဆက်ဆံရင်ကိုယ့်ဘက်ကအရင်ဆုံးအကဲခတ်ထားဖို့လိုပါတယ်သူ့လိုဖွင့်ပေးလိုက်မယ့်တကားကိုအတင်းဆွဲဖွင့်မနေပဲပွင့်လာတာနဲ့ဝင်တက်ဖို့အသင့်ဖြစ်နေပါစေစုံစမ်းစီစစ်နိုင်ပါစေလူရိပ်လူချေနားလည်မှလူချောင်းသူချောင်းသိနိုင်ပါတယ်အပေါင်းအသင်းလို့ဖို့ကိုင်းဖက်ချစ်သူရေးစားလက်တွဲပေါ်အိမ်နောက်ဘက်စသဖြင့်ဘသူနဲ့မဆိုပေါင်းသင်းဆက်ဆံရပြီဆိုရင်ကိုယ့်ဘက်ကတိတက်မှုအရင်ဆုံးပြတတ်ဖို့လိုပါတယ်အပြုမှုအနေထိုင်အပြောဆိုသတိထားဆင်ခြင်ပြီးနေပါဒါမှသာတစ်ဖက်သားရဲ့စိတ်ထဲမှာကိုကကောင်းတဲ့သူဖြစ်ရှုမြင်ခံရမှာဖြစ်ပါတယ်ပေါင်းသင်းဆက်ဆံရေးမှာတစ်ဖက်သားရဲ့အမှုကျင့်ကိုဝေဖန်ဖို့တက်ကိုယ့်ရဲ့အမှုကျင့်ကိုအရင်ဆုံးဆင်ခြင်တတ်ဖို့အရေးကြီးပါတယ်ကိုယ့်ရဲ့အမှုကျင့်နဲ့ဆန့်ကျင်ဘက်ဖြစ်နေတဲ့တစ်ဖက်သားရဲ့စိတ်နေစိတ်ခံကိုနားလည်ဖို့အရင်ဆုံးစုံစမ်းတတ်ရမယ်ပေါင်းသင်းဆက်ဆံရေးမှာအရေးကြီးဆုံးကဆက်စုတတ်ခြင်းပဲသိကျင်စိတ်ကိုလက်တွေ့ကျကျအကောင့်ထဲပေါ်ခြင်းပဲဖြစ်တယ်လူချင်းဆိုပေမဲ့အတွေးချင်းမတူပါဘူးမတူတဲ့အချက်ကိုဆက်စုပြီးအဲ့လိုဆက်စုပြီးသိလာရတဲ့အချက်လက်တွေကိုအခြေခံရင်တစ်ဖက်သားနဲ့ဆက်ဆံတဲ့အခါမှာကိုယ့်ဘက်ကအသာစီးယူတတ်ရပါမယ်ရန်သူရဲ့အကြောင်းကိုသိအောင်လုပ်ရတာကချစ်သူရဲ့အကြောင်းကိုသိရတာထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်ခက်ခဲမှုတွေကပြည့်စုံမှုရဲ့ရေတောင်းမြစ်တွေပါပဲလူအထာနဲ့ဖို့ကိုမတက်နိုင်တဲ့လူတွေရဲ့အကြောင်းကိုသိအောင်ကြိုးစားလေ့လာပါစီစစ်ပါပြီးတော့မှလက်တွေ့ပေါင်းတဲ့ဆက်ဆံကြည့်ပါအေဗရာဟမ်လင်ကွန်ပြောခဲ့မှုတဲ့စကားလိုပဲအဲ့လူကိုမကြိုက်ဘူးငါသူ့အကြောင်းသိအောင်လုံးဝဖြစ်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးမွေးတက်ရမယ်နားလေစာနာတတ်ပါစေလူအထာကိုဘလောက်ပဲနားလဲပြီလဲဆိုတာသိအောင်အမြဲတမ်းဆန်းစစ်နေဖို့လိုတယ်တစ်ဖက်သားရဲ့တုတ်ပြန်ပုံဆက်ဆံပုံပြောဆိုပုံတွေကိုမှတ်သားထားပြီးငါသူ့အကြောင်းတကယ်ရောသိပြီလားနားလဲပြီလားမိကွန်းပြန်ထုတ်ပါမရေရသလိုမသေးကြသလိုဖြစ်နေသေးသေးတင်ယူလေးလာစရာအများကြီးကြံသေးတာကိုမမေ့ဖို့လိုပါတယ်ဓာတ်ရိုက်နီးနဲ့တဲ့ဒုံမိကွန်းထုတ်ပြီးကိုစာမှုပွဲပြန်စစ်ပါခက်မှန်ပြီးဆန်းစစ်တာကလိမ့်နေတာတော့အကျိုးမရှိတာကိုသိထားပါတစ်ဖက်လူနဲ့ကိုနဲ့ကြားဆက်ဆံရေးအတိုင်းတာဘယ်လောက်ထိကောင်းနေကြလဲကို့ပေါ်သူ့ရဲ့ယုံကြည်မှုအဆင့်တန်းဘယ်လောက်ထိရှိနေမလဲပွင့်လင်းမြင်သာမှုအတိုင်းတာအစားသူ့ကြောင့်ကိုယ့်ဘက်ကသိထားမှုပမာဏအစုံမကြာခဏဆန်းစစ်ပါအဲ့လိုဆန်းစစ်နေခြင်းအပြင်ပေါင်းသင်းဆက်ဆံရေးအတွက်အင်မတန်အကျိုးရှိပါတယ်
လူသဘောလူမနော်နားလည်မှုအတိတိုးတောင်လုံးနေတာဖြစ်တယ်လို့တစ်ဖက်သားပေါ်ကိုယ့်အနေနဲ့ငကိုကားထက်ပိုကောင်းတဲ့ဆက်ဆံရေးတွေတည်ဆောက်နိုင်ဝင်အားကောင်းလာမှာပါလူသားဆန်တဲ့နားလည်မှုဖြစ်ပြီးလူပီတာတဲ့စာနာမှုလည်းဖြစ်ပါတယ်လူသားအဆန်ဆုံးစိတ်ထားကတပားသူရဲ့တည်တတ်မှုကိုခံရဖို့တောင်းတနေခြင်းပဲဖြစ်တယ်